너နဲ့ 널ရဲ့ခြားရေးကြောင်းကိုပြောပြပေးပါမယ်။နံပါတ်1 너ရဲ့အဓိပ္ပာယ်ကပို့ပြီးတော့ဆိုတဲ့အဓိပ္ပာယ်။အင်္ဂလိပ်စလုံးမှာဆိုရင်သူက more နဲ့တူပါတယ်။ပို့ပြီးတော့မှပေးပါဒီလိုလေးပုံစံပြောတဲ့အခါမှာဆိုရင်ဒီရဲ့ 더ကိုသုံးလို့ရတယ်။ဥပမာစာကြောင်းအနေနဲ့ပြပါမယ်။ 오늘을ဒီနေ့က 어제보다မနေ့ကထက် 더 추워요ပို့ပြီးတော့အေးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါ더 맵게 해주세요ဆက်ဆက်ကလေးလုပ်ပေးပါပို့ပြီးတော့မှဆက်ဆက်ကလေးလုပ်ပေးပါဆိုတဲ့ပုံစံမျိုးကိုပြောချင်တဲ့အခါမှာဆိုရင်ရာပတ်ချင်းမပါတဲ့ 더ကိုသုံးပါမယ်အဲ့တော့သူ့ရဲ့ဆန့်ကျင်ဘက် 덜ရာပတ်ချင်းပါတဲ့ဟာကြတော့ယော့ပြီးတော့ဆိုတဲ့အဓိပ္ပာယ်ပါအင်္ဂလိပ်စလုံးမှာဆိုရင်သူက less နဲ့တူတယ်အဲ့တော့ခဏခါစာကြောင်းကိုပဲပြောင်းရေးကြည့်ရအောင် 오늘을 어제보다 덜 추워요ဒီနေ့ကမနေ့ကထက်ဆိုင်မှာဖြစ်တော့အေးရော့တယ်ဆိုတဲ့ပုံစံမျိုးပါရာပတ်ချင်းပါတာတုံးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့ဒေါနဲ့ဒေါရဲ့ခြားရေးကြောင်းကိုနည်းနည်းသဘောပေါက်မိထင်ပါတယ်ဒေါရဲ့အဓိပ္ပာယ်ကပို့ပြီးတော့မှရာပတ်ချင်းပါတဲ့ဟာကသူ့ရဲ့ဆန့်ကျင်ဘက်ရော့နေပြီးတော့ဆိုတဲ့အဓိပ္ပာယ်ပါ